အားလုံးပဲမင်္ဂလာပါဒီနေ့ iOS 18မှာပါလာတဲ့ password EVB အကြောင်းလေးကိုပြောပြမယ်ကိုဒီ password EVB လေးကဘယ်လောက်သုံးဝင်လဲဆိုရင် iPhone 3သူလေးသိပါပါခင်ဗျာလုံလဲလုံချုံတယ်ဒီ all ဆိုတဲ့နေရာလေးမှာကိုယ့်ရဲ့ password တွေအကုန်လုံးကိုတနေရာထဲမှာကြည့်ရှုနိုင်ပါတယ် Wi-Fi မှာဆိုရင်လည်း Wi-Fi password တွေအကုန်လုံးကိုပြန်ကြည့်လို့ရတယ်ကို share ချင်တဲ့ password ကြည့်ချင်တဲ့ Wi-Fi နေရာလေးကိုအခုဒီမှာချိတ်ထားတဲ့ Wi-Fi လေးကိုကျွန်တော်နမူနာလေးပြမယ်ဒီညပြထားတဲ့နေရာမှာ password တွေမှာအဆက်ဆက်လေးဖြစ်နေအိုင်နာလေးကိုတစ်ချက်ထောက်ပြီးတော့ copy ကူးလို့ရတယ်ခင်ဗျဒါမှမဟုတ်လေ Wi-Fi password ကိုဓာတ်ရိုက်မပြောချင်ဘူးဆိုရင်လေQR code လေးနဲ့လည်း share ပြလို့ရအောင် share ပြလို့ရတယ်ခင်ဗျဒီ QR code share button လေးကိုနှိပ်ပြီးတော့အခုလိုမျိုး share လို့ရတယ်QR code button လည်းမ share ချင်ဘူးဒီတိုင်းပဲနောက်ကို message ကိုင်တစ်စင်ပို့မယ်ဆိုရင်ရတယ်ခင်ဗျပြထားတဲ့အတိုင်း message လေးကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ Wi-Fi နာမည် Wi-Fi password လေးကိုအလွယ်တကူ share နိုင်တယ်ကြည့်နိုင်တယ်ပြီးကြရင်ဒီ application လေးမှာပါတဲ့ကျွန်တော်အရန်သဘောကျပြီးအသုံးဝင်တဲ့ passkey လေးအကြောင်းပြောပြမယ်ခင်ဗျဒီ passkey ကဆိုရင်ပေါ့ password တွေကိုနှိပ်စရာမလိုဘဲနဲ့ဓာတ်ရိုက် login ဝင်လို့ရတယ်ဥပမာကျွန်တော်တို့ Telegram မှာဆိုရင် login OTP ကုတ်တောင်းစရာမလိုပဲဓာတ်ရိုက်ဝင်လို့ရတယ်ဘယ်လိုလုပ်ရလဲဆိုတော့လွယ်လေးကျွန်တော်နဲ့အတူတူလိုက်ပြီးလုပ်ကြည့်လိုက်အောင်ဒီ setting လေးကိုနှိပ်မယ်ပြီးရင် privacy and security လေးကိုတစ်ချက်နှိပ်လိုက်မယ်အဲ့မှာ passkey ဆိုတဲ့ဟာလေးကိုတွေ့မယ်အဲ့တဲ့ passkey ဆိုတာလေးကိုနှိပ်ပြီးတော့ဒီမှာစီရင် password ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့လုပ်ထားလို့ရတယ်ခင်ဗျအဲ့လိုမျိုးလုပ်ထားခြင်းကြောင့်ဒီ Telegram ဒီဖုန်းမှာ log out ဖြစ်သွားတယ်ဆိုရင်ပြန်နှိပ်ပြီးတော့ဓာတ်ရိုက်ဝင်လို့ရပါတယ်ကြည့်ရှုသူအားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြပါခင်ဗျာ